ပါရှင်ဒီနေ့ကတော့ကိုထမင်းကိုစားပြီးတော့အရန်မိုက်တဲ့ဟိုတယ်လေးတစ်ခုလုံးဝ review ပေးမှာဖြစ်ပါတယ်သူကတော့ရန်ကုန်မြို့ကမ်းနားလမ်းနဲ့စိတ်ကမ်းသာလမ်းတောင်မှာရှိတဲ့ Stan Hotel ပဲဖြစ်ပါတယ်စိတ်ကမ်းသာလမ်းကဒီဓာတ်ပုံရိုက်တဲ့လမ်းလို့လည်းနာမည်ကြီးရပေါ့နော်တလမ်းလုံးကဓာတ်ပုံရိုက်စရာတွေအများကြီးပဲပေါ့နော်အဲ့ဒီထဲကိုမှဆိုယူတို့ကအဲ့ Stan Hotel မှာတည်ပြခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ရှိုးအပြည့်နဲ့ဟိုတယ်ဆိုပြီးဝင်ချသွားတာပေါ့နော်တကယ်ကတော့အဲ့ဒါကြီးကဟိုတယ်မဟုတ်ပါဘူး Stan Hotel ရဲ့ hall ပေါ့နော်သူတို့ဒီမင်္ဂလာဆောင်တွေဘာတွေရှိတာမျိုးပါညာဆိုလုတ်တဲ့ hall ပါဟုတ်ကဲ့မှားသွားပါပြီ Stan Hall ကိုရောက်သွားတာပါအခုမှ Stan Hotel ကိုရောက်တာပေါ့နော်ဒီ Stan Hotel ကဖွင့်ထားတာနှစ်ပေါင်း120ကျော်ပြီပေါ့နော်အခုမှပြန်ပြီးတော့နောက်တစ်ခေါက်ထပ်ဖွင့်တာအိုးထိတ်ကလည်းပြောင်းနေရပဲနောက်တစ်ခေါက်ထပ်ဖွင့်တာပေါ့နော်ဒီနှစ်ပေါင်း120အတွင်းမှာငလျင်တန်ကို4ခါလောက်ကိုကောင်းကောင်းခံခဲ့တဲ့ဟိုတယ်ပေါ့နော်ဒီသူ့ရဲ့ဟိုတယ်ဒီအဝင်ကနေစပြီးသူ့ရဲ့ဟိုတယ်မှာတုံးထားတဲ့ပစ္စည်းတွေအသုံးအဆောင်တွေကအစလုံးဝ vibe အရန်ကောင်းတယ်ပေါ့နော်room tour လေးကိုလိုက်ပြပါမယ်ကျမရဲ့ထိတ်တော်ပြောင်းနေရပဲဒါကတော့စိုးယူနေရမယ် extra bed ပါကျမကတော့တယောက်တည်းသမားဆိုတော့တယောက်တည်းအိပ်ရပါတယ်သူ့ရဲ့ extra bed ကလေလုံးဝအစ်ဆက်ညံ့ညောတကယ်ကိုကောင်းတာနှစ်ယောက်ကတင်ကတော့ဤလားမဤလားစိုးယူလည်းမအိပ်ဘူးတော့မသိတော့ review မပေးတော့ပါဘူးတကားတွေကဖွင့်လို့ရမရတော့မသိဘူးဆိုတော့ဖွင့်ပြီးတော့အပြင်ကိုရှောက်ကြည့်မယ်ပေါ့နော်သူကအရန်လှတော့လေမနက်ပိုင်းဆိုရင်ဆိုယူသွားတာနေ့လယ်ပိုင်းဆိုတော့ပေါ့လေချက်ခင်ထိုင်းဆိုတော့12နာရီလောက်ဖြစ်နေရဆိုတော့ပူတာတော့တော်တော်ပူတယ်ပေါ့နော်ဒီမနက်ပိုင်းဆိုရင်တော့တော်တော်ကိုမိုက်ပါတယ်ဒီ welcome drink တွေလည်းတိုက်တယ်ပေါ့နော်သူ့ရဲ့ welcome drink က lime juice ကိုလုံးဝချင်းလေးတောက်လို့အရန်ကောင်းပါတယ်ဒါဆိုလို့တဲတဲ့ဒုတိယတက်ကနေမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်ရှေးကူးကောင်လိုက်ပြမယ်အရန်လှဒီပူရဲဒါပေမဲ့အရန်လှတယ်တကယ်ကြီးလှတယ်ဒါကတော့သူတို့စီကစားတောက်ခန်းပေါ့ဆိုရိုမနက်စာဆိုင်ဒီမှာလာစားရမှာဆိုရိုက high tea set မှာလိုက်တယ်ပေါ့နော် high tea set ကသူတို့စီမှာက2မျိုးရှိတယ်မန်ဂိုရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့မန်ဂိုလည်းရှိတယ်ဆိုရိုကတော့ salmon စားချင်တာနဲ့သူတို့စီမှာရှိတဲ့ဒီ original ပေါ့နော် classic ဒီ high tea set လေးပဲမှာလိုက်တယ် high tea set 2မျိုး2ပွဲမှာထားတာပေါ့နော်ဒါလေးကတော့2ပွဲမှာထားတာဆိုရိုမတူတာမှာလိုက်လို့ရှိရင်ရံဖြစ်နေရမှာဆိုလို့တူတာပဲ2ခုမှာလိုက်တာပါhigh tea set ထဲမှာက salmon roll လေးတွေပါတယ် sandwich ပါတယ် macaron လေးတွေကိတ်မုံလေးတွေ coffee တစ်ဆက်ကို2ခွက်စီပါတယ်ပေါ့နော် coffee tea ကိုကြိုက်တာရွေးလို့ရပါတယ်တပုံလှလှလေးရိုက်ပြီးရေကူးလို့ရပါတယ်ဒီမနက်အစောကြီးမြင်ကွင်းကလေခဏလေးပဲစောက်ရေကူးကန်ရောက်တဲ့အထိစောက်အရန်လှ
6နာရီလောက်စောစီကြီးကူးမယ်အောက်ထပ်ဆင်းလာတာမနက်အစောကြီးဆိုတော့ဘယ်သူမှမရှိပါဘူးအရန်တိတ်ဆိတ်နေပြီးအလစ်တက်လေးကြောက်မိပါတယ်ကြည့်ဘလောက်ตายရလဲနောက်မှပို့ตายရတာရှိသေးတယ်လုံးဝမနဲ့အစောရေကိုဘယ်သူမှမရှိတဲ့အချိန်မှာငှက်တန်လေးနဲ့အနားယူခြင်းတဲ့လူတွေလုံးဝတကယ်ပေါ့ဆာဆိုရင်အဲ့ရနေပြန်လာပြီးကြရအဲ့ဒီ vibe ကိုရပြီးအခဏခဏကိုသွားချင်နေရသူ့ရဲ့ရေကူးကန်လေးကြည်ပြီးတော့ကလိုရင်းနဲ့လုံးဝမနံဘူးပေါ့နော်ပုံမှန်ရေကူးကန်နေဆိုလို့ရှိရင်စိုးလို့သွားတဲ့တချို့ရေကူးကန်နေဆိုရင်ကောင်းတယ်ကြည်တယ်တန့်တယ်ဆိုပေမဲ့ကလိုရင်းနဲ့တော့နည်းနည်းရတယ်ပေါ့နော်သူ့ရေကူးကန်တကယ်ကိုမရသလောက်ကြီးပါပဲရေကူးပြီးပြီဆိုတော့ breakfast စားပါမယ်သူ့ရဲ့ breakfast က buffet မဟုတ်ဘဲနဲ့ a la carte ပေါ့နော် a la carte ပြင်မဲ့ a la carte ကို buffet ပေါ့နော်အဝစားလို့ရတယ်ဆိုတော့လေမားခဲ့တဲ့ညထဲမှာအကြိုက်ဆုံးကတော့ပမောက်ချင်းတောင်းလေးပေါ့နော်ထောပတ်နံလေးကိုမှုေးနေရောပဲအဲ့ချင်းတောင်းလေးနဲ့ချပြီးတဲ့ပမောက်လေးကိုတော့အကြိုက်ဆုံးဘလောက်ပဲဘူဇာရီမှာပေါ့နော်အချိန်တန်တော့လဲ traditional food ဖြစ်တဲ့ဒီရှမ်းခေါက်ဆွမ်းနဲ့မွေးငါကတော့မပါမဖြစ်ကိုမှာစားရတယ်ဒီမှာပါပါတယ်ကိုတိုင်းလည်းအရန်ကြိုက်ပါတယ်ရှမ်းခေါက်ဆွမ်းနဲ့မွေးငါကစားလိုက်ပါအောင်မယ်ရှင်အဆုံးထိကြည့်ပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်